ချန်ပီယံလိဖလားနဲ့ကန်ဝေးခဲ့ရသောကနဝင်8ဦးမင်္ဂလာပါခင်ဗျာ KT Football Analysis ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဥရောပရဲ့အမြင့်ဆုံးအောင်မြင်မှုဖြစ်တဲ့ Champion League ဖလား UCL ဆိုတာဘောလုံးသမားတိုင်းရဲ့အိမ်မက်ပါ။ဒါပေမဲ့ကမ္ဘာကျော်ကန်ဝန်ကစားသမားကြီးအချို့ဟာသူတို့ရဲ့ကစားသမားဘဝတခြားအောင်မြင်မှုတွေအများကြီးရခဲ့ပေမဲ့ဒီဖလားကြီးကိုတော့လက်ဖြားနဲ့တောင်မထိခဲ့ရရှာပါဘူး။ဒီနေ့မှာတော့ UCL ဖလားနဲ့ကန်မပခဲ့တဲ့ထိပ်တန်းကန်ဝန်8ယောက်အကြောင်းကိုတင်ဆက်ပေးသွားမှာပါ။ Number 1 Ronaldo Nazario ပါကမ္ဘာဖလားနှစ်ကျင်းရခဲ့ပြီးဘန်လုံဒေါစုတွေကိုတင်ပိုက်ခဲ့ပေမဲ့သူဟာ Real Madrid Inter Milan လိုအသင်းကြီးတွေမှာကစားခဲ့ပါလျက်နဲ့ Champions League ဖလားကိုတော့တစ်ခါမှမကင်ခဲ့ရပါဘူးNumber 2 Italy ရဲ့ဂန်နဝန်ဂျီဘတ်ဖွန်မှာသူဟာ Juventus အသင်းနဲ့အတူ Champions League ဘောလုံးပွဲကို3ချိန်တောင်တက်ရောက်နိုင်ခဲ့ပြီးမဲ့3ချိန်စလုံးမှာကန်ဆိုးစွာနဲ့ရှုံးနိမ့်ခဲ့ဟာလို့မျက်လည်ကျခဲ့ရသူဖြစ်ပါတယ်။ Number 3နတ်ဖျားကြီးဇလာတန်အီဘရာဟီမိုဗစ်တတိယတစ်ယောက်ကတော့နတ်ဖျားကြီးဇလာတန်ပါသူဟာကစားခဲ့တဲ့အသင်းတိုင်းမှာ League Champion ဇူရီရခဲ့ပေမဲ့ Champion League ဖလားကတော့သူ့ကိုအမြဲတမ်းပုံရှောင်နေခဲ့ပါတယ်နံပါတ်4ရိုးမဘယင်ဖရန်စစ်ကိုတော်တီစတုထကတော့ရိုးမရဲ့ဘယင်ကြီးတော်တီပါတော်တီဟာအခြားအသင်းကြီးတွေရဲ့ကမ်းလှမ်းမှုကိုပယ်ချပြီးရိုးမအပေါ်တစ္ဆာရှိခဲ့လို့တူးချင်းအောင်မြင်မှုတွေရခဲ့ပြီးမြင်ဥရောပချန်ပီယံဆုနဲ့တော့ဝေကွာခဲ့ရပါရဲ့နောက်ထပ်၄ဦးကရောဘေကန်တဝန်ကစားသမားကြီးတွေများဖြစ်နေမလဲ comment မှတ်နေကြဦးနော်နောက်ထပ်ကန်တီ၄ဦးအကြောင်းတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ YouTube channel ကို subscribers လုပ်ခဲ့ဖို့မမေ့ကြနော်အစီအစဉ်လေးကိုကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ